အားလုံးပဲမင်္ဂလာပါရှင်ခင်ဗျားတော့မိထလာမျိုးကနေပြီးတော့အညာမောင်အညာမြေရွှေညာမြေ product တွေကိုဖန်တီးရောင်းချပေးနေတဲ့မိထလာဩဇာစီးတိုင်းကခင်လေးပါရှင်ကဲကိုကဒီအသက်50ရွယ်ရောက်လာတဲ့အချိန်မှာဟော်မုန်းတွေကျဆင်းပြီးတော့ခုခံအားတွေကျဆင်းနေအချိုးတွေအားနေနေတယ်ထောင်မမှုလုံးဝမရှိတော့ဘူးအမျိုးသမီးနဲ့ဆက်ဆက်တဲ့အခါမှာပျော့ကျနေတယ်ဒီလေးပျော့ကျပြီးတော့လုံးဝထောင်မနိုင်ဆိုမရှိဘူးဒါကြောင့်မလို့ခင်လေးဒါလေးသုံးပေးရမလဲဆိုတော့အကိုတွေကတော့ဟောဒီကရှင်းမတိုက်တူလေးနဲ့နှလုံးဆိုင်အဝါရောင်လေးကြီးကိုတွဲသုံးပေးလို့ရပါတယ်ရှင်ကိုသူကလက်ဖက်စားစုံးလေးနဲ့မနက်တစ်စုံညတစ်စုံပုံစားပေးရုံမှာပဲရိုးပုံစံလေးပဲဖြစ်ပါတယ်ရှင်သူကတော့နှလုံးဆိုင်အဝါရောင်လေးစီလေးပဲဖြစ်ပါတယ်အချိန်များလန်းစေတယ်ထမမှုကိုကြာစေတယ်အပြင်အားကိုကောင်းစေရပေါ့နော်ဒီကောင်ကကြတော့အတွင်းအားပေါ့အတွင်းအားတက်လုံအားကောင်းမယ်အမောခံနိုင်မယ်သူ့ကောင်ရီနဲပြီးတော့ခရင်းမရနိုင်တဲ့သူတွေလည်းဒီယိုလေးနဲ့ဒီလိုရာကြတော့အမျိုးသမီးတပင်နိုင်မြနိုင်ရိုးတိမ်အားကောင်းစေတယ်သွေးလေပတ်မှုကိုကောင်းစေတယ်သွေးစင်းဒီရာသီထိန်အကျွေးကြံကစားပုံစံကစားဆင်းပြီးတော့တကယ်ကိုမခလီရမြန်နဲ့ဒီလိုမျိုးစုံတွဲလေးပဲဖြစ်ပါတယ်ရှင်ခလီရကျင်တဲ့သူတွေကတော့ဒီလိုစုံလိုက်စားပါရှင်နော်တချို့ကကြီးရှည်တင်တယ်ဒီကြီးရှည်ဒီကောင်လေးကဆေးထိုးမှလို့ဆေးခဲနေတဲ့အကူတွေလည်းသုံးပေးလို့ရတယ်ကြီးရှည်ဆေးခဲပြေပဲဖြစ်ပါတယ်ရှင်သူကတော့တစ်လစာတစ်ပုကို38,500ပါရှင်ဒီကောင်လေးက15ရက်စာတစ်ပုကို21,000ပါရှင်ဒီကောင်လေးက15ရက်စာတစ်ပုကို31,000ပါဒီတပင်းနိုင်မြတ်နိုင်မျိုးလေးကတော့တစ်လစာတစ်ပုကို39,500ပါဒီကောင်ကတော့အမျိုးသားလုံးဝစားလို့မရဘူးအမျိုးသမီးစားရတဲ့ဆေးပါရှင်ဒီကောင်လေးကကျတော့အမျိုးသမီးလုံးဝသုံးလို့မရဘူးအသက်18နှစ်မပြည့်သေးတဲ့သူသုံးလို့မရဘူးเนาะဒီယိုလေးကိုကြတော့နှလုံးသမားကြောက်ကသမားလုံးဝသုံးလို့မရဘူးဒီကောင်လေးကတော့ဘာယောဂပဲရှိသုံးပေးလို့ရတယ်ကိုကထောင်မမှုတွေအားနေနေတယ်ညီလေးသွေးပြီးတော့တိုးဝင်နေရဆိုရင်ဒီလိုမျိုးလိမ့်စီကိုသုံးကိုကစားသေးကိုပါဇက်ထဲမထည့်ရဲဘူးနှလုံးယောဂကြောက်ကဒါရှိနေရဆိုလို့ရှိရင်ဟောဒီကလိမ့်စီကိုစုံလိုက်သုံးမှာထောင်မမှုအချိန်ချင်းလည်းကောင်းမယ်ဒီကောင်ကလုံးဘက်ခွန်အားဆိုင်ရှင်စေတယ်ဒီဂျမနိုင်မစီမန်လေးစီလေးပဲဖြစ်ပါတယ်ရှင်ကဲလိုအပ်တယ်လိုချင်တယ်ကိုကဒီလိုမျိုးယောဂဝိညာဉ်တွေကိုခံစားနေရတယ်ဆိုရင်မန့်ခဲ့ပေးလို့ရတယ်ဒါမှမဟုတ်ဘူးဒီလိုမျိုးဆက်သွယ်ပြီးတော့ဓာတ်ရိုက်ပဲဆက်သွယ်ပြီးတော့မှာယူခြင်းနဲ့ဆိုရင်ခင်လေးရဲ့ Viber နံပါတ်ခွင့်ရှင်ကလေးရှိခုမှာအသေးစိတ်နည်းနည်းဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ရှင်ခင်လေးကတော့မိထီလာမျိုးကနေပြီးတော့အထိုင်ထားပြီးတော့ရောက်ချပေးနေတဲ့မိထီလာဩဇာစီတိုင်းကပင်ရင်တိုက်ရိုက်အကြီးဆုံးကိုယ်တိုင်ကြီးပဲဖြစ်ပါတယ်ရှင်ကျေးဇူးပါရှင်